ကျွန်တော်တို့နှုတ်ကပတ်တော်မှာတမဟောင်းမှာယေဘရဟိတ်ဆိုတဲ့အရိုက်အရာကိုလူတိုင်းလုပ်ခွင့်မရှိဘူးဣသရေလ12မျိုးထဲမှာမှလေဝိအနွယ်အာရုံကနေဆင်းသက်လာတဲ့ယောက်ျားလေးကပဲယေဘရဟိတ်လုပ်ခွင့်ရှိတာဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာကျတော့နာသရိလူဆိုတဲ့ဖះအတွက်အသက်ရှင်ရတဲ့လူတွေကြတော့လူမျိုးတိုင်းယောက်ျားမိန်းမမခွဲဘဲနဲ့ဒါလုပ်ခွင့်ရှိတဲ့အရာဖြစ်ပါတယ်ဒီအရာကဂျေဇုတရားပေါ့နော်ဒီယေဘရဟိတ်ကြတော့ဒါလူမျိုးတစ်မျိုးလေဝိအာရုံကနေဆင်းသက်လာတဲ့အမျိုးကပဲလုပ်ခွင့်ရှိဒါပေမဲ့နာသရိလူကြတော့ဘုရားသခင်အတွက်သူအသက်ရှင်ခြင်းနဲ့ဘုရားအတွက်သူအလုပ်လုပ်ခြင်းနဲ့ဘုရားအတွက်သူစိတ်အားကြီးတယ်ဆိုရင်သူကဒါသူ့ရဲ့စက္ကပ်မှုနဲ့ယောက်ျားရောမိန်းမရောမဆိုစက္ကပ်ခွင့်ရှိတဲ့အရာဖြစ်ပါတယ်ထိုနည်းသူဆိုယနေ့ကျွန်တော်တို့ကနာသရိလူအဖြစ်ယေဘရဟိတ်လူအဖြစ်ကျွန်တော်တို့ကပါလဲဂျေဇုတော်ကာလမှာသခင်ရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ကယေဘရဟိတ်အမျိုးဖြစ်ရတော့အခွင့်ကိုကျွန်တော်တို့ရတယ်ဒါကြောင့်ရှင်ပေတရုမှာဆိုရင်ကျွန်တော်တို့ကမောင်မိုက်ထဲကနေအံ့ဘွယ်သောအလင်းတို့ခေါ်သွင်းခြင်းခါတဲ့မင်းစည်းစိမ်ရှိတဲ့ယေဘရဟိတ်အမျိုးပိုင်ထိုက်သောအမျိုးဖြစ်ရတဲ့အခွင့်ကိုကျွန်တော်တို့ရတာဖြစ်ပါတယ်ဒါတဲ့မကဘူးကျွန်တော်တို့ကဖခင်သခင်အတွက်မိမိဘက်ကနေစက္ကပ်ရတဲ့အရာဖခင်နှစ်သက်တဲ့အသက်တာဖခင်လိုချင်တဲ့အလိုတော်အသက်တာဖြစ်အောင်ကျွန်တော်တို့ရဲ့အသက်တာထဲကနေမှနာသရိအသက်တာကဲ့သို့စက္ကပ်ဖို့အတွက်ဒီအရာအခွင့်အရေးတစ်ဖက်ကနေယေဘရဟိတ်ကောင်းကြီးပဲမဟုတ်ဘဲနဲ့နာသရိကောင်းကြီးဆိုတဲ့အရာကိုလည်းကျွန်တော်ရရှိတော့သူများဖြစ်တယ်ဒါကြောင့်ယောမ7ထဲမှာဆိုရင်ညီကိုတို့အသက်ရှင်ခြင်းလက္ခဏာဘုရားသခင်နဲ့တက်ပွဲသောလက္ခဏာတည်ဟူသောတင်တို့ပြုအပ်သောဝတ်ကိုပြုနိုင်မိအကြောင်းတိုက်တွန်းနှိုးဆော်တယ်လို့တမန်တော်ပေါလုကပြောတာကျွန်တော်တို့အထဲမှာကောင်းသောအကျင့်ကိုကျင့်စေဖို့အတွက်စေတနာတော်အဖြစ်ပြုပြင်တော်သူဟာတင်တို့အထဲ၌ရှိတဲ့ဘုရားသခင်ဖြစ်တယ်တဲ့ဂျေဇုတရားဟာကျွန်တော်တို့ကိုဗာလဲအတွင်းထဲကနေမှဘုရားသခင်နှစ်သက်တဲ့အသက်တာဘုရားအတွက်အသက်ရှင်ခြင်းနဲ့စိတ်တွေဘုရားကိုကိုးကွယ်ခြင်းနဲ့စိတ်တွေဘုရားအတွက်ဆက်ကပ်ခြင်းနဲ့အသက်တာဖြစ်အောင်အထဲကနေဂျေဇုတရားကျွန်တော်နေ့စဉ်ဥဆောင်ပေးတယ်လမ်းပြပေးတယ်လှုပ်ဆော်ပေးတယ်ဘုရားရှင်နာမှာဘုန်းကြီးပါစေဒါကြောင့်မိတ်ဆွေနဲ့ကျွန်တော်ဟာဂျေဇုတရားကာလမှာယေဘရဟိတ်အယယာနာဇရိအသက်တာဖြစ်လာအောင်ဂျေဇုတော်တရားကအလုံးစုံကျွန်တော်တို့ပြင်ဆင်ပေးပြီးသားဖြစ်ပါတယ်ဘုရားရှင်နာမှာဘုန်းကြီးပါစေအရောက်တိုင်းဖျားကောင်းကြီးပေးပါစေ